တတမီမီတို့ရေဒီနေ့ What Family လေးကိုလေ့လာကြည့်ကြရအောင် A လေးကိုတချေတို့နှိပ်ကြည့်လိုက်မယ်ဆိုရင်ဘာတန်လေးထွက်လဲ act T လေးကိုတချေတို့နှိပ်ကြည့်လိုက်မယ်ဆိုဘာတန်လေးထွက်မလဲ ကဲပတာမီတို့ရေဒီကြောင်လေးကိုတချေတို့အတန်ထွက်ကြည့်ကြရအောင် C လေးကိုတချေတို့နှိပ်ကြည့်လိုက်ရင်ဘာတန်လေးထွက်လဲ ဒီလင်းတို့လေးကိုဒီချေတို့အတန်တွဲလေးချင်းကြရအောင် B လေးကဒီချေတို့နှိပ်ကြည့်လိုက်ရင်ဘာတန်လေးထွက်လဲ Bဒီချေတို့ဒီဖြာလေးကိုအတန်ထွက်ကြည့်ကြရအောင် M လေးကိုနှိပ်ကြည့်လိုက်ရင်ဘာတန်လေးထွက်လဲ အားလေးကိုဒီချေတို့နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာတန်လေးထွက်လဲ အုတ်ထုတ်လေးကိုဒီချေတို့အတန်ထွက်လေးချင်းကြရအောင် H လေးကိုဒီချေတို့တိုးကြည့်လိုက်ဘာတန်လေးထွက်လဲ ဒါလေးက fat F ကိုဒီချေတို့နှိပ်ကြည့်လိုက်ရင်ဘာတန်လေးထွက်လဲ fat တတမီမီတို့ရေဒီချေနဲ့အတန်တော်လေးဆိုကြည့်ကြရအောင်ဒီချေနဲ့တူတူလိုက်ဆိုကြမယ်နော် cat bat mat red hat fat တာမီမီတို့ရေဒီချေတို့ game လေးတစ်ခုဆော့ရအောင်ဒီ animals လေးတွေကစကားလုံးလေးကိုလိုချင်တာအဲ့တော့ဒီချေတို့ကစကားလုံးလေးကိုရှာပြီးပေးရအောင်အရင်ဆုံး elephant လေးက hat ကိုလိုချင်တာ hat လေးကဘယ်နားမှာလဲဒီချေကိုရှာပြီးပါဦးဒီမှာဟုတ်တယ် hat လေးကို elephant ကိုဒီချေတို့ပေးလိုက်မယ်နော် hippo လေးကသူက fat ဆိုတဲ့စကားလုံးလေးကိုလိုချင်တာ fat လေးကိုဒီချေကိုရှာပေးပါဦးဒီမှာဟုတ်တယ် fat လေးကို hippo လေးကိုပေးလိုက်မယ်နော် snake လေးက cat လေးကိုလိုချင်တာ cat စကားလုံးလေးကိုတစ်ချက်ကိုရှာပေးပါဦး cat ဒီမှာ cat လေးကို snake ကိုပေးလိုက်မယ်နော်တပင်ဘောက monkey လေးက mug ကိုလိုချင်တယ် mug လေးကဘယ်နားမှာလဲဒီမှာ map traffic လေးလိုချင်ရဲ့ bad ကိုရှာပေးပါအောင် bad ဒီမှာ bad
ကြီးကားလေးလိုချင်တာ red ကဲဘယ်မှာလဲရှာပေးပါဦးဒီမှာ red